ဆိုသားနောက်ကအားလုံးအနန္တ၅ပါးကိုရှစ်ခိုးပါ၏ဖျားအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်တခိုးစုံတွဲပါတယ်သေဆုံးပွဲပိဿကြီးတခိုးပါတယ်တခိုးကအမေတယောက်တည်းမသိဘူးဇုံတွဲသိပိဿတခိုးဘယ်လိုသိမှာတော့ဇုံတွဲဆိုတော့ဘယ်လိုအတွဲတော့မမေးနဲ့နောက်ပိုင်းဟောရင်ပေါ်လာလိမ့်ဟောရင်ပေါ်လာလိမ့်ကျွတ်တော်သောလောကထွတ်ထသဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်သည်သာဝဋ္ဌိပြေမွန်ဇေရဝံကျောင်းတော်မှာတည်င်းသုံးတော်မူစဉ်အခါခုနှစ်အရွယ်ရှိတဲ့သူကျွယ်ရဲ့သားလေးတယောက်ကိုအကြောင်းပြုပြီးဟောပါတယ်ဗျာအဲ့ဒီသူကျွယ်ရဲ့သားလေးကိုဘာကြောင့်အကြောင်းပြုဟောသလဲအဲ့ဒီသူကျွယ်သည်သူ့သားခုနှစ်ရွယ်ကလေးနဲ့အတူတကွနေလာခဲ့ရမှတနေ့သ၌ကြတော့ဘေးအိတ်တအိမ်ကိုသွားအဖေပဲသွားတယ်ဆိုတာကလေးကမသိရလားပြိဿသိပါဗျာမသိပေမဲ့ကလေးကဗဒကုသလကိုပြိဿဗဒဆိုတာခြေရာကုသလဆိုတာလိမ္မာခြေရာကိုလိမ္မာတယ်ခြေရာကိုကြည့်ပြီးတော့ဘသူခြေရာသူသိသူ့ဖခင်ရဲ့ခြေရာကိုကြည့်ပြီးတော့လိုက်သွားလိုက်တာဟောဘေးအိမ်ကြတော့သူ့အဖေတွေ့လူလေးတဲ့မင်းအဖေသွားတာမင်းလည်းမသိပဲနဲ့ဘယ်နဲ့ကြောင့်ဒီလိုက်လာနိုင်ကြတော့ဖခင်တဲ့ဖခင်ရဲ့ခြေရာကိုကြုတ်သိလို့ခြေရာခံလိုက်လာတာဒီသားကြီးခုခေတ်သခိုးတွေပေါ်နေတာစုံတော့တွေကျုပ်အဲ့ဒီပညာမျိုးပေးခြင်းကျုပ်လည်းမတတ်တော့ခက်မှန်လားပြိဿကြီးဟန်ကြတော့ပြိဿကြီးဟောခြေရာခံပြီးတော့လိုက်ခြေရာခံလိုက်လာတာတဲ့နောက်သူ့အဖေကသူ့သားစုံစမ်းလို့၍ဝေးတအိမ်သွားနောက်တအိမ်ကနေပြီးတော့အဲ့ဒီအိမ်ကနေဟိုဘက်အိမ်ကူဟိုဘက်အိမ်ကနေဒီဘက်အိမ်ပြန်ကူဒီဘက်အိမ်ကနေဟိုဘက်အိမ်ကြော်ကူအခုပြီးတော့ရွာပြင်မဲ့ထွက်ပြီးတော့ရွာထဲပြန်ဝင်ပြီးတော့ပြန်ထွက်ပြီးတော့ဇေရဝံကျောင်းသွားဘုရားကျောင်းတော်သွားဟောသူ့သားလေးကလိုက်လာဟောဗျာခြေသားကြီးကောင်းလိုက်လာပြီသူလေးခင်ဗျာသားရဲ့တဲ့မင်းအခုကြည်စမ်းဒီကိုလိုက်လာဝိသွားတာသိလို့လားသိပါဘူးတဲ့မသိဘဲနဲ့ဘယ်နဲ့ကြောင့်လိုက်လာတော့ဖခင်တဲ့သားလိုက်လာခြင်းသည်ဖခင်ရဲ့ခြေရာကိုကြည့်လိုက်တယ်အမလီသွားထားလိုက်တာလားဖခင်ရဲ့သားမောလောက်အောင်ဟိုဘက်အိမ်ကူဟိုဘက်ငါတအိမ်ကျော်ပြီးဒီအိမ်ပြန်လာဒီအိမ်ကလာပြီးတော့တအိမ်ချကျော်အတော့ကြဟိုပြန်ဒီကောကနေမလီရွာပြင်မဲ့ထွက်ရွာထဲဝင်ပြီးတော့မလီကြောက်ထွက်လာတာကိုဗျခင်ဗျာခြေရာတွေကလည်းဗျာပြောလိုက်တော့မြတ်စွာဘုရားတပည့်တော်သားလေးသည်9နှစ်အရွယ်ရှိပါသေးသည်ဗျာတပည့်တော်ရဲ့ခြေရာကိုသူသိပြီးတော့ခြေရာ၌ကျွမ်းကျင်လိမ္မာသောသားငယ်လေးဖြစ်ပါသည်ဗျာအဲ့ဒါလို့မြတ်စွာဘုရားလျှောက်တော့မြတ်စွာဘုရားကိုတော်မြတ်ကသူကျွဲတဲ့မင်းသားသည်မြေကြီးပေါ်မှာနင်းထားသောခြေရာကိုသာလျှင်လိမ္မာခြင်းဖြစ်ပါတော့ကွယ်ဟောရှေးတုန်းကနောက်အခါတုန်းကဒီလိုမြေကြီးပေါ်နင်းတဲ့ခြေရာခြင်းမဟုတ်ကောင်းခင်တက်သွားသောခြေရာကိုလည်းလိမ္မာတဲ့ပုဂ္ဂိုလ်တွေရှိဘူးတဲ့သူကျွဲမြတ်စွာဘုရားတဲ့ကောင်းကင်ကခြေရာကိုလိမ္မာတယ်ဆိုတာသိကျင်လို့ဘုရားတပည့်တော်အတနာသဖြင့်တရားအခွင့်ပေးပြီးတော့အတိတ်ဇလံကလေးဆောင်းတော်မူပါဗျာရှောက်အဲ့ဒါလို့လျှောက်တော့မှမြတ်စွာဘုရားကိုတော်မြတ်ကအတိတေပါရဏတိယအစရှိသဖြင့်ဟောမြတ်စွာဘုရားကိုတော်မြတ်ဟောကြားခဲ့မဟုတ်ဘူးလားပြိဿကြီးဟောလွန်လေပြီးသောအခါမှာတရားနာပြိဿကြီးကျွတ်တို့အတ္တမုခိလို့ဆိုတဲ့ဘလူးမတယောက်ရှိအဲ့ဒီအတ္တမုခိခေါ်တဲ့ဘလူးမသည်ဝုတ္တဝင်နတ်မင်းကြီးရဲ့အပိုင်သားပေးခြင်းကိုခံရ
အပိုင်သားကဘယ်လိုပေးသလဲအလျားအဖြစ်ယူဇနာ30ဒီကတယူဇနာ73မိုင်ဆိုတော့ယူဇနာ30ဆိုမိုင်ပေါင်းဘယ်လောက်ရှိ390ဒါတော့တရားနာပိဋကဒါလောက်ရှည်လျားတဲ့နေရာသူအပိုင်သားရအနံအဖြစ်ငါးယူဇနာပိဋကအနံအဖြစ်65မိုင်ပိဋကရေအနံကအလျားကကျွတ်တို့390အဲ့ဒီနေရာကိုရောက်လာကြမြတ်သူစားစီဆိုတဲ့အပိုင်စားရခဲ့ဒီအပိုင်စားရထားတဲ့အတ္တမုခိဘလူးမသည်လာကြမြတ်လူတွေအကုန်ဖန်စားဒီနေ့ပုံသားတယောက်ကခရီးသွားနောက်ကသူ့ပရိသတ်နဲ့အဲ့ဒီပုံသားကအတော်လှတော့လေကြည်တရားနာပိသဘလူးမကလူတွေမြင်တော့စားမလို့တအားပြေးတအားပြေးရင်ကနေပြီးတော့ပုံသားမျက်နှာလေးလည်းမြင်လိုက်ရောသူ့အယုတ်ဆိုးသလောက်ပုံသားလှတာတွေ့လိုက်တော့လှလိုက်တာပုံသားလေးအဲ့မလေးနှာခေါင်းလေးကလည်းသွဲလုံးငါနှာခေါင်းနဲ့ပါဆိုင်တော့သူ့ပါဇက်လေးကလည်းလှလိုက်တာကာကြီးလေးလို့မဲပါဇက်လေးလှတော့ကာကြီးလေးလို့ပါဇက်ကလေးကလည်းလှပါဇက်ကလေးလည်းလှတယ်နှာရံကလေးကလည်းသွဲတယ်မျက်လုံးကလေးကလည်းကြည်တယ်ခေါင်းပေါ်ကဆံမင်ကလေးကြတော့2မြင်3မြင်ဟေးအဲ့တဲ့မျက်နှာလေးပါလားပုံနာမြင်တော့ตาရနှစ်သက်ပြီးတော့ဘလူးမကပုံနာထံတအားပြည့်အသွားဘာပြောကောင်းမလဲနောက်ကပါလာတဲ့လူတွေအကုန်ထွက်ပြေးပုံနာပိဋကတင်မရှိတော့ပုံနာလေးကိုဘလူးမကြီးကလေပိဋကမှတ်ထားနော်တနာသွားငါစားရင်သူပေးပါတဲ့ငါကလည်းသူ့မျက်နှာလေးမြင်ကြတဲ့ကစားချင်စိတ်မရှိဘူးတဲ့ဘလူးဝေဒီခေတာမဟုတ်ဘူးငါစားချင်စိတ်မရှိဘူးတဲ့သူ့တနာတယ်တဲ့ဟောဘလူးမတနာသွားတော့ပုံနာလေးကြောပေါ်တင်ပြီးတော့သူ့နေရာခေါ်သွားရောကဲပုံနာနဲ့ဘလူးမအတူတကွပေါ့ဗျာအတူတကွပေါ့နေကြထိုင်ကြပုံနာမဟုတ်ပေါ့ဗျာတွတ်လို့ဆိုကြောက်ပါအာမျက်နှာမကန်နဲ့ဘာနာမကရဲနဲ့တော့ကြအချိန်မတန်လို့သူဒေါသဖြစ်အခမသိတိုက်စားကြစားမှာဒါပေမဲ့သူ့ရဲ့စက်နဲ့သူ့ကြတယ်ဘလူးမနဲ့ပုံနာအဖင်ပြေလို့နေကြသို့တော်လဲတရားနာပိဋကဘလူးမကလေအဲ့ဒီပုံနာကိုဟောလှိုင်ငူကြီးတဲ့ထားပြီးတော့ကြောက်ချကြီးပိတ်ထားခဲ့သူမရှိတော့ထွက်ပြေးမှဆိုလို့တဲ့ငါကလူသားစားတဲ့ဘလူးမတန်ရုံးစင်တော့တွေ့ကြမိပြီလေသို့ပါတော့လဲတနေ့နေ့တစ်ချိန်ငါဒုက္ခပေးမှာပဲလို့ငါ့ကိုကြောက်လန့်ပြီးတော့ငါမရှိတော့ထွက်ပြေးမှဆိုရတယ်ကြောက်ချကြီးပိတ်ထားခဲ့သူမရှိတော့ပိတ်ထားပြီးတော့သူပိုင်ဆိုင်တဲ့မြေပြင်ပေါ်မှာရောက်လာသမျှလူတွေကိုအကုန်လိုက်ပြီးတော့လူပစိုးတွေလူဒီကလူတွေမှအဲ့ဒါလူတောင်မပစိုးတွေလူအင်ကြီးတွေလူဖြီတွေလူဆန်တွေလူဘလို့အတွက်တုံးဆိုတော့သူ့အဟွာအတွက်ကုဏအတွက်လူပြီးတော့တရားနာပိဋကရေဟောကြည့်အဲ့ဒါတွေသူ့လင်သားကိုပေးရောဒါဝိဒီအင်ကြီးဝိဒီပစိုးဝိရောတို့ကလူသားစားပြီမဲ့လို့မောင်ကတော့လူသားဖြစ်နေတော့ဆန်းတဲ့စီကိုစားတယ်ရောဒါဒီစားတနာစရာနော်ဘလူးမှလည်းပြိတ္တတနာစရာပေါ့သူခင်ဗျာသူကလူသားစားပြီမဲ့လို့သူ့လင်သားအတွက်ဆန်းနေစီတွေအဝတ်ထည်တွေယူပြီးတော့ဒါတွေကိုကျွေးသည်သူသွားတော့ကြောက်ဖြာပိတ်သူပြန်လာတော့ကြောက်ဖြာဖွင့်ဒီလိုနေတော့လာခဲ့ရဘလူးမသည်တတ်တန်ဒီခလို့ဟော9လလွယ်ပြီး10လကြာဟောပါရောတကြံငံနဲ့ပါတဲ့အတိုင်းနော်ဘလူးမလည်း9လ10လပဲလားဖေ။ဟုတ်တယ်9လ10လပဲ။အဲ့ဒါကြံငံပါတဲ့အတိုင်းမေယင်ဗရကုသလမာနဝဇတ်မှာကိုဖာကိုရှာကြည့်ကြ9လလွယ်10လကြာတော့ခွာတဲ့မြို့ခွာတော့တားယောက်ကြားလေးဟန်ကြလိုက်ပါပြီ။ဟောရဲ့ငါ့ကိုပြစ်မသွားပါနဲ့တော့ပုံနာကပြောတယ်။အိုးမင်းကိုဘယ်တော့မှပြစ်သွားမယ်ပြောလို့တော့မဟုတ်ဘူးလေတဲ့လူသားနဲ့ဘလူးမဆိုတော့တနေ့နေ့တစ်ချိန်ချင်းကြတော့ငါဒုက္ခပေးမှာပဲဆိုပြီးတော့
စိတ်လေးပြီးထွက်ပြီးမှဆိုလို့ကြောက်ဖြာကြီးတောင်ပိတ်ပိတ်ထားကြရတာမဟုတ်လားမတော်ပါဘူးကွယ်သိချပါတော့သိချပါဆိုပေမဲ့လို့ကျုပ်ရှိတုံးလားသိချတယ်ကျုပ်မရှိရင်တော့တော်တော်သားဖပိတ်ခဲရမှာဟောဒီကြောက်ဖြာတိုက်ပိတ်ပါမင်းစိတ်မချပိတ်ပေါ့ဒီလိုနဲ့ကြောက်ဖြာကြီးပိတ်ပိတ်ထားပြီးတော့ဘလူးမကရှာကျွေးအလုံးလုံးမစားရဘူးလူသားများအဆင်ပြေခြင်းတော့ဘလူးနဲ့တွေ့ကျိတ်သာအဆင်ပြေခြင်းတော့ဗာနဲ့တွေ့တောင်မြို့ဝတကားတွေပြောရအောင်ခင်ဗျားတို့ရှာရဖွေရအလုံးလုံးရပင်မန်းတာအဲ့ဒီလိုရှာကျွေးလောက်ကင်ကျွေးတဲ့ဘလူးမများလိုချင်ဘူးလားအာနာပါနာနဲ့မွေးရတဲ့ကြောက်ချင်ကြောက်နေပါပါမကြောက်နဲ့ဘလူးကမျက်နှာသာအယုတ်ဆိုးတာမျက်နှာသာအယုတ်ဆိုးတာအစစအရာလူလိုလောက်ကင်ကျွေးတယ်ရှာကျွေးတယ်ဖွေကျွေးတယ်ဒါပြောတယ်ကြည့်တရားနာပြည်သားကြီးအဲ့ဒါလို့ရှာဖွေလောက်ကင်ကျွေးပြီးတော့လာခဲ့ရသားကလေးကအရွယ်ရောက်လာခဲ့ပြီအရွယ်ရောက်လာတော့ကလေးလေးကကြည့်ပြီးတော့သူ့ဖွေမျက်နှာကြည့်လိုက်ဖေးရလှသူ့မေမျက်နှာကြည့်မလေးကြောက်စာကြီးရှေ့တော့မေးလို့မကောင်းဘူးဖေးရလှမရရုပ်ဆိုးတယ်အမေကြည့်ကြောက်နေတယ်မေးမယ်ရှေ့တော့မေးလို့မဖြစ်ဘူးအယုတ်ဆိုးတဲ့မေးကခံရမှာမဟုတ်ဘူးသူ့ဖေးနဲ့နှစ်ယောက်ထဲနေတာဖေးတဲ့ဖေးကြတော့လှတယ်ဗျာတဲ့အမေကြတော့ဘာလို့အယုတ်ဆိုးတာလုံးတဲ့မျက်နှာကြီးကလည်းဘူးတွေဂျစ်တယ်တဲ့သွားကြီးကလည်းရှည်ကြီးပဲတဲ့မျက်လုံးကြီးကလည်းလင်းကွင်းကြီးလောက်တဲ့လက်ကွင်းကြီးလောက်ကြောက်စရာကြီးတဲ့ဖေးနဲ့မေဘာကြောင့်မတူကြတာတော့သားကလည်းကွယ်ဘယ်တူမလို့ပါရဲ့အဖေကလူသားမေကဘလူးဗျာလူလေးလာမလားဆက်တော့ပေါ့ဗျာဘလူးဆိုရင်ကြုတ်ဒီနေရာမနေချင်တော့ဘူးလူလေးရဲ့ဒီနေရာမနေချင်တော့ဒီလိုမပြောနဲ့လေမင်းအမေကမွေးတော့မင်းကအမေသားပဲကို့အမေဘလူးပဲမကိုကလူပဲသားရဲ့ဘလူးပဲဖြစ်စေလူပဲဖြစ်စေတရိစ္ဆာန်ဖြစ်စေဘယ်လိုပုဂ္ဂိုလ်သတ္တဝါပင်ဖြစ်စေကိုမွေးထားတဲ့သားသမီးကိုကိုအမတန်ချစ်ကြပါတယ်သားရဲ့ဒါကြောင့်သားရဲ့မင်းဒီလိုမပြောနဲ့နော်ဖေးတဲ့ဒီလိုမပြောနဲ့ဆိုပြီးကြုတ်တော့မနေချင်ဘူးဗျာတဲ့ကလေးလေးကအရွယ်ကလေးရလာတော့တရားနာပိကကြောက်ဖြာကြီးဖွင့်ပြီးသူ့ဖေပြင်းမဲ့ထုတ်ထားသူ့ဖေပြင်းမဲ့ထုတ်ထားသူ့မေကပြန်လာဘောင်းဟေးဘာလို့ကွယ်အဲ့လိုပြင်းမဲ့ထွက်နေတာတော့ဦးတဲ့ပြင်းမဲ့ထွက်နေတာကြောက်ဖြာကြီးဖွင့်လို့ထွက်တာလေကြောက်ဖြာကြီးဘယ်သူလာဖွင့်တော့မင်းသားဖွင့်ပေးတော့ပါကွယ်လာပြောင်းဝင်ကြောက်ဖြာကြီးဖွင့်ပြီးတော့လိုင်ကူထဲပြန်ထည့်ဒီထွက်သွားပိတ်နောက်တစ်ခါသားလို့သူကဖွင့်ပြီးဖေးပြင်းမဲ့ထုတ်ထားပြန်ရောဒီလိုသူ့ဖေးပြင်းမဲ့ထုတ်ထားတာဖြစ်တော့သားကိုချစ်တဲ့ဘလူးမခမရသည်သားအဖို့အမြင့်ဒေါသတပါမထားဘာမှမငင်းမဲချင်းငေါက်ချင်းမရှိမင်းသားဖွင့်တာဆိုတဲ့ကငြိမ့်သွားရှာသည်မိခင်များရဲ့မေတ္တာဟေးငါညီများနှမများအတူယူထားကြစမ်းပါကွယ်မင်းတို့ငါတို့ရဲ့အမေတွေလည်းဒီလိုပဲဟာဒီထဲအဖေလို့သူကဒုတ်ကြီးနဲ့ရိုက်မယ်လို့ရင်တော်တုတ်သေးသေးနဲ့လုံတော့ကလေးမတော်တဆရိုးဝနုံကျိုးသွားရင်ဒုက္ခအမေကဟဲ့မင်းတို့ငါတို့အမေတွေလည်းဒီလိုပဲဟာအဖေလို့သူရိုက်တော့လေအမေလို့သူကတားခဲ့သည်မိခင်ရဲ့မေတ္တာကွယ်ကြီးမားလုံးလို့ကြည့်အခုမလည်းမမှန်ဘူးငေါက်လည်းမငေါက်ဘူးနောက်တော့တရားနာပိဋကသားလို့သူကဖေးတဲ့ဘလူးမရှိတဲ့တော့မနေနဲ့ကျွတ်တို့လူသူပေါ်တဲ့နေရာပြေးကြပါစို့လို့သူ့အမေမရှိခဲ့တဲ့ကြောက်ဖြာကိုခွင့်ပြီးတော့တရားနာပိဋကကြီးသူ့ဖေကိုထမ်းပြီးတော့တအားပြေးတော့ဘလူးမပြန်လာပြီလိုင်မူကြီးပွင့်နေပါဖြစ်လားလူကလေးတာကိုလည်းခေါ်လို့မရမောင်ရဲ့ဘဲကိုမြန်သွားကြလေတော့အမလေးအေးစစ်စစ်စားနေရတာဟုတ်ပါလျက်ကနေဘာများအထူးဆန်းစားခြင်းလို့တော်တန်တောင်းတနဲ့သွားပြီးတော့သစ်သီးများရှာဖွေလေသလားသိဦးသစ်ဖူတွေများရှာဖွေလေသလား
ตายလူလေးမောင်ရဲ့အမေခေါ်နေတာကြားရဲ့လားဟိုကပြေးရှိမကြတော့တရားနာပြိဿဟောအမေလို့သူကနောက်ကနေလိုက်ခြေရခံလိုက်တော့တွေ့မောင်ဘာလို့ထွက်ပြေးတာတော့ဟိုမောင်ပြေးတာမဟုတ်ပါဘူးကွယ်တဲ့မင်းသားခိုးပြေးတာတဲ့ဟိုဒါကမောင်လိုက်လို့ဖြစ်တဲ့ကိစ္စပါတာလူလေးလာလေးတာရဲ့သွားကြစို့ဆိုပြီးတော့ပြန်ခေါ်သွားပြီးတော့လှိုင်ကူထဲထည့်ပြီးကြောက်ဖြာပေးနောက်တော့သားလို့သူကနည်းနည်းစဉ်းစားမဖြစ်ဘူးဒီတိုင်းတော့နောက်ကလိုက်လာပါငါအမေရဲ့အာနာပြန့်နှံ့ရာအရက်ကိုငါပိုက်ချပြီးပြရင်လွတ်အောင်ပြင်နိုင်တယ်မေးတာကောင်းနည်းနည်းမေးလောက်တဲ့အချိန်ကြတော့အမေပန်းကတ်လို့မမေရဲ့တဲ့ဟိုမမေတို့ကအသက်ကြီးပါတယ်တဲ့သားတို့ကအသက်ငယ်ပါတယ်တဲ့အကယ်၍များမမေတို့ကအရင်ပြေးသွားရင်တဲ့မိဘပစ္စည်းကိုကြံရစ်တဲ့သားသမီးပိုင်ရိုးထုံးစံဖို့အမေမှာဘာပစ္စည်းတွေရှိတော့ခမညာတဲ့ပရိယလေးနဲ့မေးလိုက်တော့လူလေးအမေမှာမင်းတို့လူသားတွေလူတော့ရွှေတို့ငွေစားတွေမရှိဘူးဘောသားရဲ့ဒါပေမဲ့လို့အမေအပိုင်စားရတဲ့ဟောဒီမြေပြင်ကိုငါသားသတ်မှတ်ပြီးတော့ထားပြီးတော့အဲ့ဒါမိဘရဲ့အမွေနဲ့အမွေပင်ငါသားရမှာပေါ့ဒီနေရာချီအောင်ဒီနေရာကဟိုနေရာရောက်အောင်ဒါအမေပိုင်ဆိုင်တဲ့နေရာကွဲ့လို့တရားနာပြိတာအမေခမရကသားကိုချစ်တယ်သူ့ရည်ရွယ်ချက်တွေမသိချဘူးပေါ့သူသားရဲ့ရည်ရွယ်ချက်တွေကိုမသိတော့နေရာလေးတွေသတ်မှတ်ပြီးတော့ပြလိုက်အဲ့ဒီချိန်ခါမှာတရားနာပြိတာသားလို့သူကသိသိပြီးတဲ့အချိန်ကြတော့မှအမေအာနာပြန့်နှံ့ရာသည်ဟောဒီဘက်ကြည့်လိုက်တော့ဒီဘက်မျက်နှာခမ်းဒီနေရာတွေသူပိုင်နဲ့မြင့်ဟိုဘက်ရောက်ရင်သူမပိုင်ဘူးကဲအမေမရှိတဲ့အချိန်မှာအဖေကိုထမ်းပြီးလစ်အမေတော်တဲ့ထွက်သွားအမေထွက်သွားမှကြောက်ဖြာကြီးဖွင့်သူ့အဖေကိုထမ်းပြေးကြစို့လားတဲ့သားကထမ်းပြီးတအားပြေးလိုက်တာတရားနာပြိတ္တကြီးမျက်စိရောဒီကနေဟိုဘက်ဖြတ်ခုပြီးတော့မြစ်ဟိုဘက်ကန်းစားအရောက်မှာလိုက်လာပြီအမေလို့သူဒေသကြီးအမေလို့သူလိုက်လာပါလားအားတော့မေကိုတနားပြန်ခဲ့ကြပါဦးလူကလေးအမေမဘာအပြစ်ရှိတော့သားရဲ့မောင်ရဲ့ပြန်ခဲ့ပါတော့မလေးအယုံဆိုးတယ်ဘလူးမရှိဖို့မချစ်ချင်ကြလို့ပြစ်သွားကြတာနဲ့တူပါရဲ့ပြန်ခဲ့ပါတော့နမရဲ့မင်းကိုမောင်ကြီးမချစ်လို့မဟုတ်ပါဘူးမင်းသားကလည်းလူမမဲခလေးဆိုတော့တယောက်ထဲသူ့သွားခြင်းညာပြေးသွားလို့ဘယ်မှာတော်ပါမတော့သားအလိုးလိုက်ပြီးတော့မောင်လိုက်ရပါလေကွယ်နှမရဲ့ရှားပေမဲ့လို့သားရဲ့မင်းကြောင့်မင်းအဖေကဒီကိုလိုက်ရတယ်ဆိုနေတာငါသားပြန်လာရင်မင်းအဖေပါမှာပါပဲလူကလေးမင်းအကြောင်းပြုတ်ပြီးတော့အမေတို့ချစ်ချင်းကိုသားလို့သူမခွင်ပါလေနဲ့ပြန်ခဲ့ပါတော့မင်းပြန်လာရင်မင်းအဖေပါမှာပဲမေခမရကဘလူကျွတ်တို့ကလူသားတော့ကျွတ်တို့နောက်ကိုမလိုက်လေနဲ့ပြောလိုက်တာကွယ်ရဆက်ကြီးပြောရပါပဲရဲ့လူလေးမင်းကိုအမေကိုလာလွယ်ပြီးတော့ဆဲလာဖွာလာခဲ့တဲ့အမေပါသားရဲ့အမေကိုကြုတ်ချစ်တော့ချစ်တယ်ဗျာခရမ်းမင်းအကြီးကြုတ်ကြတာမကြည့်ချင်ဘူးလူလေးရဲ့အမေတို့ဘဝဇာတိကိုကဒီရုပ်တူရည်မှုပါသားရဲ့ဒီရုပ်တူရည်မှုပါသားရဲ့အမေကိုမျက်နှာကြည့်မကြည့်ချင်တာနဲ့ငါသားဒီလိုပြစ်သွားရသလားမင်းတို့သားဖက်လျော်ဝရှိအမေသိရမှာပါသားရဲ့ပြန်ခဲ့ကြပါတော့သားတို့ရဲ့အမေဒုက္ခဖြစ်မဲ့မိခင်ကြီးမို့လို့ငါသားတို့အမေကိုပြစ်မထားခဲ့ပါနဲ့ငါသားတို့ပြန်ခဲ့ကြပါတော့မောင်ရဲ့ကိုသားလေးချုံမပြီးတော့ပြောပါဦးပြန်ခဲ့ကြပါတော့ခက်တဲ့ကွယ်မင်းသနာလို့မောင်းပြန်ရင်တော့လက်သားလို့သူကလိုက်မှာမဟုတ်ဘူးဆံမလေးတော်ပြန်ရင်လိုက်ပါပါတော့ပြောမေမေမလိုက်ဘူးရက်စလိုက်တာတာရဲ့
ဆက်ဆက်ကြီးပြောရပါပဲရဲ့ငါသားကိုကိုလာလွယ်ဆယ်လာဖွာပြီးတော့နှုတ်ချိုတိုက်ကျွေးပြီးအမေမွေးခဲ့တယ်လေအမလေးခုတော့ပြေးလိုက်ကြတာလိုက်လေဝေးလေပါလားလိုက်လေဝေးလေပြေးကြတာတွေမမိနိုင်တော့ပဲသားတော်မြေကြီးချလို့လေအမေပဲလို့နီးနေပါလိုက်ဆိုင်ပါဘူးလိုက်လေဝေးလေပြေးကြတာတွေမမိနိုင်တော့ပဲပြန်နေခြင်းပဲအမေကိုတနာရင်နောက်ဖက်နှစ်ယောက်လုံးပြန်ခဲ့ပါလားမတွေ့ထားကြတာတပောင်းမဲ့မလေးအသေးတွေကျွမ်းလို့လွမ်းမိုးတွေလဲဆွေကနေရဒီတလုံးတော့မကြက်ဖဲနဲ့ရနော်အေးမစိုးဘူးဟဲ့ပြီးတော့ပါတဲ့ဩပြန်လာလေအမေဆောင်လို့မျောနေဘလူးမကိုပြေးထားလို့ထွမသွားပါနဲ့လေအကြောင်းကံမကောင်းပြောင်းလာကလေးလင်းနဲ့သားကရှောင်ခွာပဲတကယ်ပဲတွေးလို့မအေးလို့လေအဆွေးတခံပူနေပါရဲ့မေတန်တရာဝတ်နှောင်ရဲ့ဘယ်ခံရငြိမ်းနိုင်မှာရေရှောင်းကပုံလို့တန်ရောစင်တွေတကယ်မယုံနိုင်မေသားတော်မင်းတို့တန်ရောစင်ကြီးကိုဘယ်လိုမှယုံပြီးတော့ဖြတ်နိုင်ပါဘူးသားရဲ့အမေသားကြီးကွဲတော့မှာပဲသားရဲ့ဘလူမကြီးဆိုပြီးတော့ငါသားမုံသွားပြီထမရဲ့မမုံမနဲ့သားရဲ့မင်းတို့သားဖားကိုအမေကိုယ်တိုင်ရှားပြီးတော့ကြွေးခဲ့တယ်ဟောလေဟောဒီတောင်းပြင်းလွတ်တဲ့ခွေးမကြီးလို့အမေကိုထားခဲ့ကြတော့မလားသားရဲ့မထားခဲ့ပါနဲ့သားရဲ့လို့မင်းအမေငါတဲ့မှာကိုင်ဆွဲကလည်းဒီတဲ့မောင်ရဲ့ပြန်လှဲ့ကမလာတော့ရင်ဖြင့်မင်းကိုလေအမေလေးပညာပေးလိုက်မလေပြေးသားကြီးဘာပေးမှာလဲတော့ပညာပေးမယ်သားရဲ့အမေကိုမသနာဆုံးကသားတို့သွားကြပါတော့ဒါပေမဲ့လို့လူမမဲသားလေးပညာမရှိလို့ရှိရင်ငါသားကြီးလူဘဝအဆင်တန်းနှိမ့်ပြီးတော့စောက်နေအတွက်အခက်ကြုံလိမ့်မယ်သားရဲ့ငါသားကိုအမေပညာပေးလိုက်မယ်ဟောဒီစိတ်နာမဏိမန္တန်ကိုငါသားကြီးယူသွားပါတော့သားရဲ့မြစ်တစ်ဖက်ကားနေပြီးတော့အမေသင်တဲ့ပညာကိုငါသားကြီးရအောင်ယူသွားပါတော့အမေပေးလိုက်မကွယ်လို့တမောင်ရွှေတွေအမေသင်ပေးလိုက်မလေတရနဲ့တူနဲ့တက်အမဒီတိုင်းပါပါကိုဗျဟောပါတာပြောပါတယ်တမောင်ရွှေတွေအမေသင်ပေးလိုက်မလေမောင်မချစ်ပေမဲ့အမေရဲ့မေတ္တာရဲ့ကြီးမားပါပဲကြီးမားပါပဲသားရဲ့မင်းမချစ်ပေမဲ့လို့အမေမေတ္တာကြီးမားလို့ပညာသင်ပေးလိုက်မယ်သားရဲ့ငါသားကြီးမုန်းပေမဲ့အမေမမုန်းပါဘူးမင်းအဖေအမေကိုချစ်ပေမဲ့လို့မင်းကကပ်ပြီးဇိုထန်းခေါ်နေလို့အားကလေးမြစ်ကိုကူးပြီးတော့ဟောဒီပဲလောက်မပြန်လာတော့ဘူးတဲ့သားရဲ့ငါသားတို့မရှိရလေအမေသက်ရှိမှမဟုတ်ပါဘူးဟောဒီပဲလူမကြီးရင်ကွဲပြီးတော့သေရမှာပါသားရဲ့နားထောင်သားရဲ့အမေသင်ပေးလိုက်မကွယ်တမောင်ရွှေတွေအမေသင်ပေးလိုက်မလေမောင်မချစ်ပေမဲ့အမေရဲ့မေတ္တာရဲ့ကြီးမားပါပဲကြီးမားပါပဲ12နှစ်အထက်ကခိုးသူဆရာဟာတွေရှာလို့တွေ့နိုင်မယ်ပစ္စည်းဥစ္စာအမှန်မကွာရတော့မလေးအာ12နှစ်အထက်ကပျောက်ဆုံးတဲ့တခိုးထားတဲ့ပစ္စည်းတွေကိုငါသားကြီးခြေရခံလိုက်နိုင်တဲ့ပညာအမေသင်ပေးလိုက်မယ်ယူသွားတော့သားရဲ့ဆိုတော့သားလို့သူကဒူးလေးထောက်လက်အုပ်ကလေးချီမမေဟုတ်ကဲ့ချင်းတော့ကိုသင်ပေးပါမမေရဲ့မမေဘလူးနဲ့လူသားအတူနေဖို့ကျုပ်လေး
ညာတိုင်းအိမ်မပြောဘူးမေရဲ့အမေကိုချစ်တော့ချစ်တယ်ဒါပေမဲ့ကြုံကြောက်တယ်အမေရဲ့ဒါကြောင့်ကြုံမနေခြင်းဘူးအမေထံကပညာကိုပေးမဲ့ဆိုရင်တာရိုးသေးကတော့ပြီးတော့နာယူပါမယ်အမေလုံးသူကနေပြီးတော့စိန်နာမဏိမန္တန်လေးပေးလို့ဒီမန္တန်လေးယူသွားပြီးတော့လေမန္တန်လေးဆိုတော့လေခမရတို့ကခြေရာကိုသိနိုင်တဲ့မန္တန်လိုချင်မှာပဲလိုချင်ပေမဲ့လည်းကျန်းကန်တဲ့ကမန္တန်လို့သာပါတယ်အဲ့ဒီမန္တန်ကဘာမှမပါတော့ခမရတို့လည်းပြောပြလို့မဖြစ်ဘူးပြောပြလို့မဖြစ်ရုံနဲ့မကဘူးကျန်းကန်တဲ့မြအဲ့ဒီမန္တန်ပါရင်ကျုပ်ကအရင်ယူပါဟုတ်တယ်စိန်နာမဏိမန္တန်နဲ့ဗျခြေရာကိုမြင်နိုင်တဲ့မန္တန်ပဲပေးလိုက်အဲ့ဒါလို့ပေးလိုက်တော့တလို့သူခမရကဒူးလေးထောက်လက်အုပ်ကလေးချီလို့မမေကျုပ်မှတ်ပါတယ်ခမရကျုပ်ယူသွားမဲ့ခမရနဲ့ဒူးကလေးထောက်လက်အုပ်ချီပြီးတော့ပညာကိုအရသင်လိုက်တော့ပညာလည်းတတ်ရောမှတ်မိပလားကွဟုတ်ကဲ့မေကျွန်တော်မှတ်မိပြီခမရအမေလို့ရှိရင်သွားကြပါတော့အမေကိုပြစ်ထားခဲ့ကြပါတော့ဟောဒီဘလူးမကြီးလူသားနဲ့မတူကြဘူးရဲ့လို့အယုတ်ဆိုးတဲ့အမေကိုငါသားမကြည့်ခြင်းဘူးအဘလေးခုတော်မွေးကျေးဇူးတွေငါသားကြီးမဆက်လို့ပြစ်သွားပေမဲ့လို့မင်းကိုအမေချစ်လျက်ပါသားရဲ့သွားကြတော့ငါသားတို့သွားရင်အမေနေရတော့ပါဘူးရဲ့လို့ရှင်းပုတ်ဝေးအခြေမလားသေရမဲ့မှာအမေကတော့သေရမှာပါပဲမလေးနှစ်ယောက်စလုံးမရှိရင်ဟောဒီအသက်ကြီးကိုရတော့မှာပါသားရဲ့ရှင်းပုတ်ဝေးအခြေမလားသေရမဲ့မှာအခြေမကြတဲ့ဘလူခန္ဓာမှာအခြေမကြတဲ့ဘလူခန္ဓာမှာအထူးဆရာသားရဲ့အမေဆရာကတော့သေဖို့ရပဲရှိပါတယ်သားရဲ့ဒီဘဝငါသားတို့ယခုလိုမောညတဲ့ဝတ္တရားတွေဒီဘဝမှာဆုံးမစေတော့လို့အမေဆူတောင်းမယ်သားရဲ့အခြေမကြတဲ့ဘလူခန္ဓာမှာအခြေမကြတဲ့ဘလူခန္ဓာမှာအထူးဆရာသေးပဲဒီဘဝဝတ်သုံးများအမေခံစားရတဲ့ဝတ္တရားတွေဒီဘဝနောက်ဆုံးဖြစ်ပါစေတော့ဒီဘဝဝတ်သုံးများဒီဘဝဝတ်သုံးများလွတ်ဆုံးစေရဆူတောင်းပါရဲ့လေအမတေးဘလူးမရင်ကွဲသေးတာပြည်သားကြီးဘလို့ဖြစ်သေးတာတော့ရင်ကွဲသေးတာဆိုလို့နှစ်ချမ်းကြီးကွဲသွားတာမဟုတ်ဘူးအသေးနှလုံးတွေဖယိုဖယဲကိုယုကာရဖြစ်ပြီးတော့သေသွားရှာတာဟောသမီးမမေလဲသွားပြီဗျမမေလဲသွားပြီဖေရဲ့လဲမှာပေါ့ကွာမင်းကအမေမမတနာတဲ့ကောက်ကိုဖေရဲ့မတနာလို့မဟုတ်ဘူး तू ကဘလူးမခမကျွတ်တို့ကလူသားပါဖြစ်တုံးခွဲဘလူးမနဲ့လူသားအတူနေကြလို့မင်းတယောက်တောင်ရလာပြီပဲအမလေးသံရောစင်းသမှုရဘလူးဖြစ်လူဖြစ်ရှိကြတာသိပါလျက်ကနေသားရဲ့ခုတော့မင်းအကြောင်းပြုပြီးမင်းအမေလဲသွားပြီကွယ်သေပွဲမဝင်လို့အသက်ရှင်ရင်မင်းအမေစိတ်ချမ်းသာအောင်အရင်နေရပြန်လိုက်ရအောင်နော်ဟုတ်ကဲ့ဖေမေဖေတဲ့ပညာတွေလည်းကျုပ်တတ်ပြီးအမေကိုလည်းတနာတယ်သွားကြည့်ကြပါစို့အနန္တရောက်ဟောမမေခေါ်လို့မရတော့ဘူးအမေတာခေါ်နေထူပါအောင်တော့လားအမလေးဖေအမေမရှိတော့ဘူးထင်ရဲ့နမအိုးရုပ်ဆိုးတယ်ဘလို့မကြီးရဲ့အမလေးရုပ်ဆိုးပဲလို့မေပေါ်ကတန်ရောစီကျုပ်ဘလို့လုတ်ပြီးတော့ဖြတ်ရပါမတော့နမလေးတနာလေးချင်းမင်းသား
လေးခေါ်နေတဲ့ထူပါအောင်တော့လားတိုင်းလို့သူခမရကလည်းအမေမျက်နှာနာပါကလေးအလို့မမေသားကိုခွင့်လွှတ်လိုက်ပါတော့သားအပြစ်တွေကိုဝန်ချပြီးတော့ကတော့ရပါတယ်ခမရဘယ်အမေကိုမိသိညိုပြီးတော့ကျွတ်တို့လွတ်ရကိုသွားကြပါစို့သားဟိုဖေတို့အရင်နေတဲ့နေရာမင်းအမေကိုတရိယာလွမ်းဆွတ်တဲ့အနေနဲ့လူသူပေါ်တဲ့နေရာမသွားပါနဲ့တော့ကွာဒီမှာပဲနေကြပါစို့နေခြင်းဘူးကျွန်တော်အမေကိုမတနာလို့မဟုတ်ဘူးအမေကျွန်တော်အပေါ်တနာတယ်အမေကျွန်တော်ပေါ်ချစ်တယ်အမေကျွန်တော်ပေါ်မေတ္တာရှိလို့ဒီပညာတွေသင်ပေးလိုက်ပြီခုတော့လေဒီပညာတွေတက်ခါမှာအမေရဲ့ချစ်ချင်းမေတ္တာတွေကြုံနားလဲလာလို့မေမေနေတဲ့လိုင်းကိုပြန်ရရဲ့ဖြင့်အမေတတိရတာနဲ့ကျုပ်စားမဝင်အိမ်မကျုပ်စားမဝင်အိမ်မပြောအမေအပေါ်လွမ်းတဲ့စိတ်တွေနဲ့ကျုပ်သေးမှာပဲဒါကြောင့်ဖေဖေလူလူနေတဲ့လူတော်လေးကိုသွားကြပါစို့ကြိုက်ွယ်စိတ်ပြေလက်ပြောက်ကြိုက်သွားကြစို့ဘလူမကြီးနေရခဲ့ပြီတော့ဆုံးမီမဘူးနမရဲ့နေရခဲ့ပြီလို့အတ္တမုခိဘလူမကြီးရဲ့ဒုသအဖသွားပြီလို့ဟာသားဖနှစ်ယောက်ထွက်လာခဲ့ရွှေနန်းတော်ရောက်တော့နန်းတော်ဝါကရက်ခြေရာကိုလိမ်မာတဲ့သူငယ်တယောက်ရောက်နေတယ်လို့ဘုရင်တော်ဥတင်ပေးကြပါဘုရင်ကလှမ်းခေါ်တယ်အဲ့ဒီတငယ်ခေါ်ခဲ့အမောင်ဘုရားမင်းပါပညာတတ်ဘုရားကျွန်တော်မျိုးကြီး12နှစ်ထက်ကခိုးသွားတဲ့ပျောက်ဆုံးသွားတဲ့ပစ္စည်းတွေကိုခြေရာခံပြီးတော့ရအောင်လိုက်နိုင်တဲ့ဖမ်းနိုင်တဲ့တခိုးကိုရှာနိုင်တဲ့ပညာရှိပါဗျာခြေရာလိမ့်ပါပါဗျာဒါပြင်ငါထမင်းခံစားတော့မှန်လားပါဗျာဘုရားကျွန်တော်မျိုးကြီးဒီတန်မြညာနဲ့မခံစားနိုင်ပါဗျာတနေ့ကိုငွေ1000ပေးမှခံစားနိုင်မှာပါဗျာဒီကတနေ့ဘယ်လောက်တဲ့မှန်ပါဗျာတနေ့1000နဲ့မှခံစားနိုင်မယ်ဆိုတော့ရှင်မယံကကောင်းပြီမင်းတနေ့1000ပေးမယ်ခံစားပြီတော့လို့ရွှေနန်းတော်ခေါ်ထားလိုက်ပရောဟိတ်ပုံနာကြီးအကြံတစ်ခုဖြစ်လာဘယ်နဲ့တော့ဘုရင်မင်းတရားကြီးပရောဟိတ်ပုံနာကြီးပါတော်ဥတင်ရင်မှန်လားပါဗျာဒီတငယ်တနေ့1000ပေးရတာမနှဲဘူးဗျာမနှဲနဲ့အဲ့ဒါမင်းလို့လားမင်းကသူ့လိုပညာတတ်လို့ခြေရာကိုကြည့်ပြီးတော့12နှစ်ထက်ကပစ္စည်းတွေကိုရအောင်ယူနိုင်နေကွာမှန်လားပါကိုတော်ကြီးသူခြေရာခံပြီးတော့ယူပေးတဲ့ပစ္စည်းဘာတစ်ခုတပြားသားရသေးလို့တော့ဟာမရသေးဘူးခိုင်းမခိုင်းနေပဲနဲ့အဲ့ဒါလက်တွေ့စားရမယ်ကိုတော်ကြီးနေအောင်ကွလက်တွေ့စားနာထားတော့ဒီကိစ္စတဘာသောပစ္စည်းမစမ်းနဲ့ကွာပရောဟိတ်ပုံနာဘုရားမင်းနဲ့ငါနဲ့နှစ်ယောက်သေးသိပြီရွှေနန်းတော်ရတနာဓိုက်ကပစ္စည်းတွေကိုမင်းနဲ့ငါနဲ့ကိုယ်တိုင်ခုံးရှင်မယင်သူပစ္စည်းသူခိုးလို့တဲ့ခြေရာနဲ့တခိုးရှာခိုင်းနေလားမင်းနဲ့ငါနဲ့နှစ်ယောက်သေးသွားခိုးပြီးတော့လေသူမသိအောင်တနည်းတဖုံအဖြစ်ကွာခြေရာခံနိုင်တာမြေကြီးပေါ်သာခံနိုင်တော့မပေါ်ကွာကောင်းတဲ့ခြေရာသူပဲနဲ့လို့ခံပါတော့လားဘာကြစို့ဘုရင်နဲ့ပရောဟိတ်တိုင်ပင်ပြီးတော့ယရနာဓိုက်ကယရနာတွေထုတ်ပြီးတရားနာပိသပြတ်တတ်တဲ့အပြတ်တတ်ကနေပြီးတော့တရားနာပိသရဲ့မင်းအိမ်တကားလှေကားနဲ့ထောင်ပြီးပြန်ဆင်းလှေကားနဲ့ထောင်ပြီးမင်းအိမ်တကားဘောက်ကိုတခါနဲ့3-4ပေါင်ပတ်နောက်လှေကားပြန်ထောင်ပြီးတော့တရားနာပိသဒတိုင်းထက်တက်ပြီးတော့အပြင်ဘက်ဆင်းဆင်းပြီးတော့တရားစီရင်နဲ့တင်းကုတ်သွားတရားစီရင်နဲ့တင်းကုတ်ကနေလှေကားထောင်ပြီးတော့နန်းတွင်ရောက်နန်းတွင်ကနေရေကန်သွားရေကန်3-4ပါပတ်
ရေကန်အတွင်းမှာဆင်းပြီးတော့တရားနာပိသလှေကားတွေနဲ့ထောင်တဲဆင်းဝင်လှဲ့ပတ်ထောင်တဲဆင်းဝင်လှဲ့ပတ်ပြီးတော့ရေကန်နဲ့မသိအောင်ဆိုပြီးတော့ပစ္စည်းတွေဖုံးထားကြထားပြီးတော့ယရနာတွေကလူတွေဘယင်ကအသိမှပေးထားတော့မလာပါဗျာယရနာတိုက်သခိုးဖောက်ကြောင်းပါဗျာဟဲ့ဘင်းကြီးများဗျာယရနာတိုက်သခိုးဖောက်တဲ့ကွမလာဗျာဒီသခိုးရောက်ရှာဖို့အရေးကြီးနေပါပြီဗျာမပူနဲ့ငါခစားနေတဲ့တနေ့အသဗျာ1000စားလုပ်နေတဲ့ဗရကုသလမန္နဝဆိုတာရှိတယ်ရှေ့တော်သွေးစီရောက်ဗရကုသလရှေ့တော်ရောက်မလာပါဗျာရှေ့တော်ရောက်ကြောင်းပါဗျာဗရကုသလမန္နဝဗျာရှေ့တော်ရောက်ပါဗျာရှေ့တော်ရောက်တော့အမိန်တော်မှတ်မယ်ကွမင်းသိအောင်ငါဘယင်ဤယရနာတိုက်ထဲမှာများစွာသောယရနာတွေကိုတခိုးခိုးပြီးတော့ဘယ်မှာထွက်သွားတယ်ဆိုတာမသိဘယ်မှာလိုက်ရှာရမယ်ဆိုတာမသိလို့12နှစ်ထက်ကခိုးရပါပစ္စည်းတွေကိုခြေရာခံပြီးဖမ်းနိုင်တယ်ဆိုတဲ့မင်းအလှည့်ကြလာပြီဘယ်လိုလုပ်မလဲမလာပါဗျာကျွန်တော်မျိုးကြီးတာဝန်ရှိပါသည်ဗျာတို့ပါတော့လေဘယင်ပိတ်ဆိုင်တဲ့ယရနာတိုက်ထဲကပစ္စည်းတွေကိုခိုးခြင်းသည်အဆောင်အကျက်တည်ပြန်မထားလို့လားဗျာထားရဖို့ဝဲဆောင်ကြတယ်ဆိုတာနေရောညရောတော့မအိပ်ဖဲပဲနေနိုင်မှာမလို့သူတို့အိတ်တုံးအလစ်ခိုးသွားတာနဲ့တူပါရဲ့မလာပါဗျာကျွန်တော်မျိုးကြီးတာဝန်ထားတော်မူပါဗျာထားတော်မူပါဆိုပြီးတော့ရှောက်ကြည့်လိုက်ခြေရာခံပြီးရှောက်လိုက်ဟာပြတ်တက်ကဆင်းမင်းအိမ်တကားကိုသုံးပေါက်လို့သွားပြီးတော့လှေကားထောင်ပြီးတော့တဲတတိုင်းအထက်ရောက်တတိုင်းအထက်ကနေအပြင်ဘက်ထွက်နောက်တရားစီရင်နဲ့တင်းကုတ်သွားကြည့်လှေကားထောင်နန်းတွင်ရောက်ရေကန်ဆင်းရေကန်သုံးကပါလက်စသတ်တော့ရေကန်နဲ့ထားပြီးဒီပြတ်သပြန်တဲ့သွားတာပါလားပြီးရောဒီသာမြေကြီးပေါ်ကခြေရတယ်မဟုတ်ဘူးကောင်းငင်ကခြေရပါခံနိုင်အဲ့ဒီလိုလဲသိရောဒီပစ္စည်းခိုးခြင်းသည်ရွှေနန်းတော်အပြင်ဘက်ကလာမခိုးရွှေနန်းတော်တွင်မှဘယင်မင်းတရနဲ့ပရောဟိတ်ပုံနာရဲ့ခြေရာတွေပါလားပြီးပင်ပညာတော်လဲကလေးကအလေးသို့သမင်းခါယောက်ျားကန္နာသစ်ပင်ရှေ့တုန်းကသူတော်ကောင်းတွေဆိုခြင်းစကားရှိကြဒီကိစ္စဘယင်မင်းတရနဲ့ပုံနာလို့ပြငါကသွားပြီးတော်ဥတင်လိုက်ပါကငါငွေ1000ပေးလို့ငါအားကိုးရဖြစ်သောဘယင်သည်ငါအားဘေးဖြစ်အောင်ဒုက္ခပေးတော့မှာပါလားကယောတို့တော်လည်းတော်ဥတင်မှာဖြစ်မလာပါဗျာပရကုသလမန္နဝဗျာဘယ်လိုလဲဟိပစ္စည်းသခိုးတွေတွေ့ရယရနာတွေခိုးသွားတာတွေ့ရလားကွမလာပါဗျာယရနာတွေတွေ့ကြောင်းပါဗျာဘယ်ကတွေ့တော့ဟိယရနာတွေရေခံတွေကတွေ့ပါဗျာပရကုသလပစ္စည်းတွေကိုတွေ့ချင်းကိစ္စမင်းရေခံကိုတည်သလားမဟုတ်ပါဗျာခြေရာတွေကအဆင်းအတက်တွေအလွန်များလှပါဗျာဘယ်လိုများရလဲကွမလာပါဗျာဒီရွှေနန်းတော်ပြတ်သက်ကနေပြီးတော့မင်းအိမ်တကားကို3ဆင်းပါဗျာ3ဆင်းလေကားထောင်ပြီးတော့တရရဲ့ပြင်ဘက်သူထွက်ပါဗျာတတိုင်းအပြင်ဘက်ကနေပြီးတရားစီရင်တဲ့တင်းကုတ်ကနေပြီးတော့လေကားထောင်တက်ပြီးတော့နန်းတွင်းရောက်နန်းတွင်းကနေရေကန်3ကပရေကန်တွင်းထားပြီးတော့မှမှန်လာပါဗျာသူတို့ရဲ့ခြေရာကဟောဒီပြတ်သက်သူပဲပြန်ရောက်ပါဗျာပစ္စည်းတွေဒီမှာရှူစားတော်မူပါဗျာပရကုသလပစ္စည်းတော့ရပြီကွာတခိုးလို့ချင်းမ
မှန်လားပါဗျာပျောက်ဆုံးတဲ့ယရနာကြီးရရင်ဖြင့်တခိုးပြီးဘယင်မင်းတရားကြီးအပြန်ရလို့ဘာအကျိုးရှိမှလဲဗျာအကျိုးရှိမရှိကွာအဲ့ဒီတခိုးငါသိချင်းမှန်လားပါဗျာမသိချင်းမှလည်းတခိုးမရလို့အကျိုးမရှိတာကိုဘုရားကျွန်တော်မျိုးကြီးသရောဥတင်ပါမယ်ဗျာယေနာသိမ့်သံတိဒုက္ခိတံယေနာသိမ့်သံတိအတုရာအစရှိတဲ့ဂါထာလေးရွတ်ပြီးတော့မှန်လားပါဗျာလောကရှိနေကြတော့တတ္တဝါတွေမှာထမင်းအသက်9ရက်ရေအသက်1ရက်ဆိုခြင်းအပြင်ရေသည်အားကိုးရာလူတွေမှာဖြစ်ကြပါတော့လေပါတလိဒီသောစောင်းသမားသည်စောင်းကိုလေပင်မှာချီ၍မရနဲ့တကွရေထဲသို့ဆင်းပြီးကူးကြသောအခါစောင်းပေါက်ထဲကရေဝင်၍လူတွေရဲ့အားကိုးရာဖြစ်သောရေသည်လူတွေရဲ့သေဆုံးရာဘေးဖြစ်ခဲ့ပါတော့သည်ဗျာဒီဥရာတို့ဆောင်းတာကိုသိသဖြင့်တခိုးကိုအသင်မင်းကြီးသိတော်မူပါလောသိတော်မူပါလောဒီသာကြီးနားထောင်တော့သူပြောတဲ့ဥရာယုံလေးပုံဝတ္ထုလေးရေဒီလူတွေရဲ့အာကိုရာဖြစ်တဲ့ကဲ့သို့တဲ့အာကိုရာဖြစ်တယ်လို့ပဲလူတွေရဲ့ဘေးဖြစ်ပြီးတော့ရေကြောင့်လဲလူတွေသေဆုံးနေပါတော့ဗျာသူဆိုနေတာကတိုင်းပြည်အုပ်ချုပ်သောဘုရင်ဒီလူတွေရဲ့အာကိုရာဖြစ်တော်လဲထိုတိုင်းပြည်အုပ်ချုပ်သောဘုရင်ကြောင့်လဲလူတွေမှာဒုက္ခဖြစ်တတ်ပါတယ်တခိုးမပြခြင်းဘူးလို့ဆိုတာပြိဿကြီးမင်းပြောတဲ့စကားတွေငါသဘောမပေါက်နားမလဲဘူးတခိုးရအောင်ဖမ်းပေးမှန်လားပါဗျာထပ်ပြီးတော့တော်ဦးတင်မယထာဘိဇာနိရုဟန္တိတတ္တာပဋ္ဌယတိဋ္ဌိတာမှန်လားပါတော်ဦးတင်မမယ်ဗျာတဲ့ဘယ်ကျွန်တော်မျိုးကြီးသည်တော်ဦးတင်မဲ့ကိစ္စဘယင်သည်ပညာဉာဏ်နဲ့ဆင်ခြင်ရင်သိပါလိမ့်မယ်ဗျာပြောစားမြေကြီးသည်လူတွေရဲ့ယတ္တိယပါဗျာယတ္တိယဘောကမြေကြီးမရှိလူတွေပဲနေဖြစ်လိမ့်လူတွေပဲနေဖြစ်လိမ့်မလဲမှန်လားပါဗျာမြေကြီးသည်လူတွေရဲ့အားကိုးရာယတ္တိယဖြစ်ပါဗျာအိုဒိန်ဒီတယောက်ဒီမြေကြီးကိုမြေညက်နဲ့နဲပြီးတော့အိုးလုံးဖုတ်၍ရောက်မြေကြီးထဲမှာတွင်းတူးပြီးတော့သူ့အလိုရှိတဲ့မြေနဲ့အလုပ်လုပ်ခဲ့ပါဗျာမြေကြီးဒီသူ့အားကိုးရာအသက်မွေးကြောင့်ဖြစ်ခဲ့ပါဗျာသို့ပါတော့လေသူတူးထားတဲ့လှိုင်တွင်းတဲ့သူဝင်နေကြမောကြီးသီးထန်စွာရွာသဖြင့်၎င်းတွင်းကြီးတဲ့သူရေတွေကျပြီးမြေပြိုပိလို့သူအားကိုးရာဖြစ်သောမြေသည်သူရဲ့အသက်သေးစရာဘေးဖြစ်ရပါတော့သည်ဗျာတို့ဖြစ်သည့်အတွက်ဒီသခိုးကိုလည်းပဲအရှင်မင်းကြီးဒီစကားကြားရင်သီနာလဲတော်မူပါတော့ဗျာမသိဘူးကွာမနာမလဲဘူးသခိုးတော့မင်းငါတွေ့အောင်ရှာပေးမှန်လားပါဗျာသခိုးနဲ့ဘာအကျိုးရှိမှလဲအကျိုးရှိမရှိကွာငါသခိုးမိရင်ငါသခိုးမိတဲ့ကျင်နဲ့ပြငါကိုသခိုးမှန်လားပါဗျာရှေ့ဆက်ပြီးတော့ရွှေသားဆင်တော်မူပါဗျာယေနာဗတ္တနိပိစန္တိတိတံယေနဝိဟညတိမှန်လားပါဗျာမိသည်လူတွေရဲ့အာကိုရာဖြစ်ပါဗျာသမင်းချစ်သောခါမီးနဲ့ဟင်းချစ်သောခါမီးနဲ့အချမ်းရေးကိုဖြောက်သောခါမီးထဲလှုံမိသည်လူတွေရဲ့အာကိုရာပင်ဖြစ်ပါသောလေမှန်လားပါဗျာတဲ့အိမ်တအိမ်ကိုမီးလောင်သောခါမိမိအထုပ်ပစ္စည်းကျန်းနေတာကိုသွားယူတော့အဲ့ဒီမီးလောင်၍သေဘေးသို့ရောက်ခဲ့ရပါဗျာမိဒီလူတွေရဲ့အကိုရာပင်ဖြစ်တော်လဲတနေ့ကြတော့ဒီမိဒီဘေးဖြစ်ပြီးတော့သေစရာအကြောင်းတစ်ခုရလာပါသည်ဗျာအသင်မင်းသည်ဒီတကားကိုတခါတည်းတော်ဥတင်သောအဖင်သိနာလေတော်မူပါဗျာမသိဘူးကွာတခေါ်လာငါမိရလိုချင်တယ်ဘယင်နဲ့ပုံနာလက်ညှိုးထိုးမပြရဲလို့တခိုးဟာဘယင်မင်းတရားကြီးနဲ့ဟောဒီပုံနာကြီးပါလို့ပြောမကောင်းလို့ဥရာယုံလေးတွေဆောင်းဆောင်ပြငါတခိုးလာလို့ခြင်းနဲ့ကွာမင်းကြီး
ပစ္စည်းရရင်တော်ရောပေါ်သခိုးပါအကျိုးရှိမှလဲရှိမရှိငါလိုချင်တယ်မှန်လားပါဗျာသရုပ်တင်ပါမယ်ဗျာယေနဗတ္တေနယပင်တိပုထုဗျမနခတ္တိယမှန်လားပါဗျာတဲ့လူတွေစအပ်သောထမင်းသည်လူသားတွေမှာပုထုစဉ်မှန်သမျှပုံနာတွေမင်းမျိုးတွေသူကျွဲတွေတထေတွေတတောင်းစားတွေဘယ်လိုပင်ထမင်းသည်တပ်ပေတ္တအာဟာရခြိတိကလူတွေအသက်ရှိအောင်ပြုတ်နိုင်တော်လဲတနေ့ကြတော့ထမင်းအစားလွန်၍ဘေးဖြစ်ပြီးတော့သေတာရှိပါဗျာထမင်းဒီလူတွေအသက်ရှင်ရဖြစ်တော့လဲထမင်းညောင်လူတွေသေကြဘူးပါဗျာအသိမင်းကြီးဘုရားကျွန်တော်မျိုးကြီးပြောတော့ဥပမာကိုဆောင်ပြတာပညာဉာဏ်နဲ့ကြည်ပါကသိနိုင်ပါတယ်ဗျာဟေးတည်ဘူးကွာတခေါ်လာလို့ခြင်းတယ်အတော်ခက်နေပြီပြိဿကြီးအဲ့ဒီတော့မှဟိုကဂေမနာပစ္စည်းမေမသေးဝါဒမိတ်ဆန်းတီပြန်ပြောမှန်လားပါဗျာတဲ့ဆောင်းအကုန်ຫນွေအကူမှဆောင်းအကုန်ຫນွေအကူရေးတာဆောင်းပြီးຫນွေဟုတ်ရဲ့ဆောင်းအကုန်ຫນွေအကူမှမိတို့လိုအပ်တဲ့လေကိုအလိုရှိကြတော့လေထိုလေဖြတ်၍လဲလူသားတွေသိတတ်ပါတယ်ဗျာရေးတာကြီးလေဖြတ်ရင်လူတွေမသိဘူးလားဒါကြောင့်လေလေလူတွေရဲ့အာကိုရပဲဖြစ်တော့လေတနေ့ကြတော့ဒီလေးကြောင့်ပဲသေခဲ့ပါတော့ဗျာဒီဥပမာဆောင်ပြတော့သိတော်မူပါဗျာမသိဘူးကွာခိုးဖောက်ပြီလို့ပြောနေမင်းတဲ့မပြောချင်လို့မှန်လားပါဗျာထပ်ပြီးတော့သတော်ဦးတင်မထပ်ပြီးတော့သတော်ဦးတင်မမယ်ဗျာလို့ပြန်ပြီးတော့သတော်ဦးတင်ယနိတိတာဇဂရီရုခံစွာယအကိံပမုတ်စတိမှန်လားပါဗျာတဲ့တစ်ပင်ကိုပြီး၍အသီးအပွင့်အရသာရှိတာတွေကိုစားပြီးတော့တစ်ပင်ဒီလူတွေအတွက်လည်းတန်ဖိုးရှိ၎င်းနောက်တစ်ပင်ပေါ်မှာနေတော့တစ်တပင်ကောင်းတော့ငှက်တောင်းခိုဆိုတဲ့စကားကဲဆိုတစ်ပင်ဒီသူတို့ရဲ့အကိုရပင်ဖြစ်ကြတော့လေတစ်ခိုင်းခြင်းຫນွေအခါမှာပုတ်၍မိထတောက်ပြီးလောင်သောအခါမှာတစ်ပင်မော်ရှိသောငှက်သည်ထုံပြီးရောက်သေဆုံးခဲ့ရထိုတစ်ပင်ကြောင့်ပဲလျင်သေဆုံးခဲ့ရပါဗျာဒါကြောင့်တစ်ပင်သည်ငှက်များဤမိခိုးရဖြစ်တော်လဲမိခိုးရဖြစ်သောတစ်ပင်ကြောင့်ပင်လျင်သေခဲ့ရပါဗျာအသေးမင်းကြီးသိပါလို့မသိဘူးကွာတခေါ်ဖောက်ပေးလို့ပြောနေဘယ်လိုမှပြောလို့မရမှန်လားပါဗျာထပ်ပြီးတော့သတော်ဦးတင်ပါမယ်ဗျာဘုရားကျွန်တော်မျိုးကြီးဒီတကားဆောင်းသောဥပမာကိုနားလည်အောင်ထောင်တော်မူပါဗျာရှေးတုန်းကလင်မယား2ယောက်ရှိပါဗျာလင်မယား2ယောက်မှာ2ယောက်စလုံးအမေပဲရှိကြတယ်အဖေမရှိကြပါဗျာမယားလို့သူသည်ရောက်ခမရဲ့အပေါ်မှာအစကချစ်တော်လဲနောက်ကြတော့သားသမီးတွေများလာတော့ခါအလုံးမလုံးနိုင်မနဲ့အစာကျွေးရသည်ကိုမတထားပါတော့ကြောင့်မောင်ရဲ့မောင်အမေကဒီလိုပြောတယ်ဒီလိုဆိုတယ်ဒီလိုဆူတယ်အမြဲတမ်းတိုင်တန်းတော်လဲလင်ကနားမထောင်သဖြင့်ခက်တယ်ကွယ်အမေကိုအပြစ်မထားပါနဲ့အပြစ်မထားပါနဲ့ဆိုရင်ဖြင့်တော့အမေကိုချစ်ရင်တော့အမေနဲ့နေတော့အမေကိုချစ်လို့ရှိရင်ဖြင့်ကျုပ်ကိုခွာကျုပ်ချစ်ရင်တော့အမေကိုလေဒီတိုင်းမထားနဲ့တတ်ပြစ်ပါတော့အတော်ဆိုးတဲ့ချွေးမတတ်ပြစ်ပါတော့ဆိုတော့ကဲကောင်းပါပြီကွယ်မင်းတော့ပြစ်ပြရစီနဲ့ငါအမေကဘယ်နေတော့ဟိုတော့အမေကကျုပ်အမေနဲ့နေတယ်လေအမေနှစ်ယောက်နေကြတာအေးကောင်းပါပြီငါအမေကမင်းအမေနဲ့နေတယ်ဆိုတော့ဟိုငါတတ်မယ်လေငါတတ်ပါမယ်ငါတတ်မယ်အမေတတ်ရအောင်သွားပြီးတော့မင်းအမှတ်တင်ညာလေးထားကြည့်တော့အမှတ်တင်ညာထားကြည့်တော့ဆိုတော့တရားနာပြိဿသူ့အမေကိုယောက်ျားလုံးသူကတတ်မယ်တဲ့ငါအမေကဘယ်ဘက်ကအိတ်တယ်ဘယ်ဘက်ကနေတယ်ဆိုတာအမှတ်တစ်ခုမင်းထားခဲ့မိမကတော့သွားထားတာပေါ့မိမသွားထားပြီမဲ့လို့တရားနာပြိဿကြီးလင်လို့သူကဗျောင်းပြန်ကြည့်ပြိဿလင်လို့သူကဘယ်လိုကြည့်ဗျောင်းပြန်ကြည့်တယ်ငါအမေတတ်ဖို့သူနေရာမှန်ထားတော့လေထိုထားသောတင်ညာသည်အမေဖြစ်ရမယ်ထားသောတင်ညာမဟုတ်ဗျောင်းပြန်ဘက်ကငါတတ်ရရင်ဖြင့်ကောင်းမှာပဲဆိုပြီးတတ်လိုက်တော့ဟောမိမရဲ့အမေဝေရောပြီပြိဿဘသူ့အမေသေးတာတော့မိမရဲ့အမေသေးတော့သွားကြည့်ဟော
မလေးငါမေသေးပါဘောလားငါမေသေးရဲ့သိမေလဲသတ်တော့ကိုင်တာဖြင့်သတ်မယ်တို့အမေကိုတုတ်တန်သွားပြီးမီးရှို့ကြစို့ခေါ်သွားရောလင့်အမေကိုတုတ်တန်သွားပြီးတော့မီးရှို့ကြဖို့ထားကြမသွားတယ်တုတ်တန်ရောက်မီးပါလားမီးရှို့ရဟောမီးချင်းပါဘူးမီးချင်းပါသွားယူကြည့်ဟိုကျုပ်ကြည့်လည်းမသွားရဲဘူးကြောက်သွားလည်းကျုပ်မနေရဲဘူးလာအတူတူသွားရအောင်မိချင်းအတူတူပြန်ယူတော့မိမကြီးကတရားနာပြေးတာလေကလေးတိုက်တော့နိုးလာဟဲ့ဟုတ်တော့မလေးပြေးရရောက်နေပါလားပြေးရရောက်နေပြီတော့လာသွားတယ်ပြေးရရောက်နေပြီဆိုပြီးလာတော့တန်းတော့ငါမိရှုံးမလို့သူတို့တတ်ကြမလို့ဆိုပြီးတရားနာပြေးတာအဲ့ဒီမိမကြီးကလေဒီမဲ့ဟောတစ်တုံးတစ်ခုငါအကြောင်းသိရမယ်ဆိုပြီးတစ်တုံးတစ်ခုကိုလေအဲ့ဒီသူ့ဖုံးနဲ့အဝတ်တွေနဲ့ဖုံးပြီးတော့ဟောတော့ထွက်ပြေးပြီးတရားနာပြေးတာကြီးလှိုင်ကူကြီးတစ်ခုတည်းသွားနေတော့တရားနာပိဋကဟိုသခိုးတယောက်ကလည်းပစ္စည်းတွေခိုးပြီးတော့လှိုင်ကူကြီးထဲထည့်ထားတာကိုပိဋကညသူ့ပစ္စည်းကိုသွားယူမယ်ဆိုပြီးညချမ်းခါသွားတော့အဲ့ဒီကြောက်လို့ပေမဲ့ဖေးကြောင့်လှိုင်ကူထဲဝင်နေတဲ့မိန်းမလည်းမြင်လိုက်ရောဟာဘလူးမာကြီးဆိုပြေးပြီးတော့ဆရာတယောက်သွားခေါ်ဆရာဘလူးရန်ဘလူးဘယ်မဲ့လို့ဟိုလှိုင်ကူထဲမှာရှိတယ်လာပါဒီမဲ့ကျုပ်ပစ္စည်းတွေထားတာဆရာရဲ့အဲ့လှိုင်ကူထဲမှာဘလူးမဝင်နေတယ်ဟေးလာသွားစို့ဆိုပြီးဆရာလုံးသူကတရားနာပိဋကအရင်သွားဆရာလုံးသူအရင်သွားတော့တရားနာပိဋကဆရာလုံးသူကသူ့မြင်တော့ဟဲ့ဘလူးမအိုးဆေးဆရာငါဘလူးမဟုတ်ဘူးလာဒီလားဒီမဲ့ရတနာပစ္စည်းတွေတင်းနေငါနဲ့ခွဲယူကြစို့လာငါဘလူးမဟုတ်ဘူးခွဲယူကြစို့ငါနဲ့ဘယ်လိုယုံရမှာတို့ကဲမယုံလို့ရှိရင်လေဟောငါရှာဖို့နင့်ရှာလေးတင်စမ်းဖေးဆရာကလည်းဆရာအားရရှိတကူမိမရှာဖို့သူ့ရှာလေးသွားတင်ဘာပြောကောင်းမလဲခုံမိမကတခါတည်းရှာကြိုက်ဖြတ်ချိုင်မလေးအလောရှာမရှိတော့မပြီးဘူးဒီကရှာမရှိတော့ပြီးရလားမပြီးတော့ဘူးရိတ်တိုင်းကိုကားဖြစ်ဘလူးပဲဆိုပြီးသွေးဆက်တန်ဆက်တွေနဲ့ပြေးတာဟောရတနာဒုတ်ကြီးသူတယောက်ထဲရတော့ဘုံအိမ်ပြန်သွားတော့လေမြင်းမီချွေးမကဟုတ်တော့အမေဘယ်နဲ့တော့မသေးတာတော့ဟိုငါမသေးတာဒီလိုဆိုပြီးတော့တရားနာပရိသတ်ကြီးပြောပြလိုက်ပါရောပြောပြလိုက်တော့လက်စားသတ်တော့သုတ်တံမမီးဘုံမော်တင်ပြီးတော့မီးအရှို့ခိုင်ဒီလိုပစ္စည်းတွေရသကိုသွားပြီဒီကအဲ့ဒီလိုဟာမျိုးကသူ့လမ်းသူသွားတာကြက်လားသွားပြီပစ္စည်းတွေရသကိုဆိုပြီးတော့ငါကိုတဲ့သုတ်တံထုတ်ပြီးတော့ထင်းပုံမော်တင်မီးရှို့သူ့လင်ကိုပြောတာသူ့လင်ကလည်းအားလိုက်တဲ့လူတရားနာပိဋကသူ့အမေလိုပစ္စည်းတွေရလိုက်မယ်ဆိုပြီးသူ့မိမထင်းပုံပေါ်တင်ပြီးမီးရှို့လိုက်သေးရောသေပြီးအိမ်ပြန်ရောက်တယ်နောက်ရကြပြောတယ်မေးတဲ့ကျုံမိမခုတက်စီရောက်သေးဘူးနော်တဲ့သေတဲ့လူဘယ်တော့ပြန်လာတယ်ကြားဘူးယောက်ျားရုပ်မိမစကားနားထောင်အမေကတော့သေရအောင်ကြမ်းဟေးဒီမှာသေတဲ့လူဘယ်တော့မှပြန်မလာဘူးကွအမေကဘာလို့ပြန်လာတော့အမေကမီးရှို့ခန္ဓာအမေမှတ်နေလားအဲ့ဒါတစ်တုံးထားပြီးတော့ငါလှိုင်ကူထဲဝင်ပုံးလို့ဒါလှိုင်ကူထဲကသူများခိုးထားတဲ့ပစ္စည်းငါအချောင်ရခဲ့တာညာဘာဖြစ်ရမလားလို့ပေါ့လာဘူးဘယ်တော့လာဘူးမင်းလည်းအဲ့ဒီသွားကြသွားငါလေးဒုက္ခပါပဲမရကိုငါအကိုရဖြစ်ပေမဲ့လို့အခုတော့ငါအကိုရဖြစ်တော့မရကြောင်လဲဒုက္ခတွေဖြစ်ခဲ့ရပါဘောလားမှန်လားပါဗျာတဲ့မရဖြစ်သူမိမ့်မသည်ယောက်ျားများရဲ့အကိုရဖြစ်တော့လေအဲ့ဒီမရကြောင်ယောက်ျားတွေဒုက္ခဖြစ်တတ်ပါဗျာဒီလိုပြောလိုက်တော့တရားနာပိဋကကြီးကျမ်းဂန်နဲ့မပါတော့လဲမှတ်သွားကြ
မိမများသည်လည်းယောက်ျားတွေကိုအာကိုရဖြစ်ပေမဲ့လို့အာကိုရဖြစ်တဲ့မိမတွေလည်းယောက်ျားကြောင့်ဒုက္ခဖြစ်တတ်ပါတယ်ဗျာတို့အပြတ်မြန်ကြည့်သွားပေါ့ဒါကြောင့်မင်းသိတော်မူပါတော့လို့ဘယ်လိုပင်ပြောတော်လဲဟေးငါမသိဘူးငါမသိဘူးတခေါ်တော့ငါမရောက်ဖမ်းပြီမှန်လားပါမှန်လားပါဗျာတော်ဦးတင်ပါမယ်ဗျာဖခင်ဒီဟိုသားကိုအားကိုးပါတယ်ဗျာအားကိုးလို့လဲသားစုလေးတောင်းပါဗျာသားစုတောင်းလို့သားကလေးလည်းရပါဗျာဘယ်လိုပင်သားအားကိုးပြီးစုတောင်းလို့သားအားကိုးရဖြစ်ပေမဲ့လို့ငယ်ရွယ်စဉ်အခါကျွေးတော်လဲအသက်ကြီးသွားတဲ့အချိန်ခါမှာအလုံးမလုံးနိုင်လို့အရာမဝင်တော့လို့လုံအားမရှိတော့လို့အဖေကိုနှင်ထုတ်သဖြင့်ဖခင်ဒီအဝေးမှာတောင်းစားပြီးတော့သူများရဲ့အိမ်ကောင်းရင်နာမှာပြစ်စလက်ခတ်ပေးရပါဗျာဒါတော့မင်းကြီးသိတော်မူပါလို့ဖခင်လို့ဘယ်လိုမှသတော်ဥတင်လို့မရတော့အဲ့ဒီချိန်ခါမှာဖခင်အလောင်းတော်ကဘုရားအလောင်းတော်ဘုရားအလောင်းတော်ပိဿဗရကုသလဆိုတာဘု து အလောင်းတော်ဘုရားအလောင်းကနေပြီးတော့တိုင်းသူပြည်သားလူအများတို့ဇနဘုတ်သားတို့ငါပြောနေတဲ့စကားဒီသင်တို့သည်ရိပ်မိကြပြီမဟုတ်တုံးလားရိပ်မိတယ်ပြီးတယ်ဘယ်လိုသိကြပါလဲအသင်မင်းသားလေးအသင်မင်းသားသည်ရှင်မင်းအပမကပ်ပြီးတော့မင်းခါယောက်ျားလုံနေရပါသည်မင်းခါယောက်ျားဖြစ်ခြင်းကြောင့်မျက်နှလိုလိုက်အကြိုက်ကိုတင်းနေတော့လေဘယင်သဘောမပေါက်လို့သူတို့ကိုယ်တိုင်ခိုးထားသည်ဖြစ်မယ်လို့ကျွန်ုပ်တို့ရိပ်မိသဘောပေါက်ကြပါသည်အသင်မင်းသားမနဲ့တိုင်းပြည်အုပ်ချုပ်တဲ့ဘယင်နဲ့ဟောဒီပရောဟိတ်ပုံနာသည်သူတို့ကိုယ်တိုင်ယရနာတိုက်မှာထုတ်သူတို့ကိုယ်တိုင်ပြတ်သက်ထဲမှာနေပြီးတော့မင်းအိမ်တကားဆိုသုံးငါဆင်းပေကားထောင်တဲ့တတိုင်းအပြင်မဲ့ထွက်တရားစီရင်တင်းကုတ်ရောက်လှေကားထောင်တဲ့နန်းတော်ရောက်ရေကန်ဝင်းသုံးငါပတ်ပြီးတော့ရေကန်တွင်းထားတာသူတို့နှစ်ယောက်ကြည်စမ်းกว่าဟဲ့ကောင်းလေမထားနဲ့ဒီရှောင်းရဲ့မထားနဲ့ဒီပုံကဘယ်လေပြသူတို့ကိုယ်တိုင်ခေါ်ပြီးတော့တက်မင်းသားလေးဒုက္ခပေးမဲ့ရှင်မရင်နဲ့ပရောဟိတ်ကိုင်းလာလေးဟောသူတွေနဲ့တင်းဖုတ်တွေနဲ့ဆောက်တွေနဲ့လက်နဲ့ကိုယ်ဒီဝင်ရိုက်လိုက်တဲ့တရားနာပိဋကဟောနန်းရင်ပြင်အဲ့ဒီနေရာမှာတခါတည်းမာလကကြွသေရောသေဗလားပိဋကတယောက်သေးလားနှစ်ယောက်ဘယ်သူနဲ့ဘယ်သူတော့ဘယင်နဲ့ပုံနာသေဗလားပိဋကကြီးခိုးလို့သေတာလားမခိုးလို့သေခိုးရင်တိုင်းသူပြည်သားကထားရဲ့တိုင်းသူပြည်သားကခိုးနေတော့ကိုဘယင်ကထားရဲ့တခိုးဆိုတာဘယင်ကြိုက်သလားတခိုးကိုတိုင်းသူပြည်သားကကိုကြိုက်တယ်ဘုန်းကြီးတွေကကိုကြိုက်တယ်လူတွေကကိုကြိုက်တယ်မကြိုက်ဘာလို့ခိုးရကိုကြနော်မကြိုက်တော့မကြိုက်ဘူးခိုးတယ်ခိုးတာကိုရှင်မရင်မကြိုက်လို့ဟိုတုန်းကတော့ဘယင်ကိုယ်တိုင်ခိုးလို့ဘယင်သေးတယ်အခုတိုင်းပြည်အုပ်ချုပ်တဲ့အစိုးရကတော့ခမရတို့ဥပဒေတွေနဲ့ထားလို့စစ်ဖို့ခိုးစစ်ဖို့လည်းမထားဘူးရာရှိတွေခိုးရာရှိတွေလည်းမထားဘူးဒီကမျက်နှာလိုက်ပြီးထားရလားပြည်သားဥပဒေကခိုးတာကိုသဘောမကျလို့ဒီခိုးမှုဒီလိုသေးတတ်ပါတယ်လို့ဆိုလေဟောဒီဇလန်းကိုကျုပ်နာမည်ပေးထားလိုက်တာကတခိုးဗါတဲ့ပြည်သားတခိုးစုံတွေသေဆုံးွယ်အဲ့ဒီလိုသေတော့မှကျွတ်တို့ဖယားအလောင်းတော်ဖြစ်တဲ့ဗရကုသလာလေးကိုရှင်မရင်မြောက်လိုက်ပါတယ်ဗျာဘာမြောက်လိုက်တော့ပြည်သားဖယားအလောင်းတော်လေးရှင်မရင်ဖြစ်တဲ့ချိန်ခါမှာဏီကုန်းခဘအပိသလို့တကားတော့တင်သားသည်မြေပြင်မှာထင်းတဲ့ခြေရာကိုမြင်နိုင်တော့လေဟိုတုန်းကကောင်းငင်ကခြေရာကိုမြင်နိုင်တော့ငါဖယားအလောင်းဒီဗရကုသလာကတ္တဝတိထိုခါကဗရကုသလရဲ့ဖခင်ကွဲ့လို့မြတ်စွာဘုရားဟောကြားတော်မူသောဆုံးမှာသားဖနှစ်ယောက်ဒိဋ္ဌိနဲ့ဝိသိကိစ္စကွာလို့သောတာပန်တည်ကြပါတယ်ဗျာတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ည
ကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလျင်ချီးရင်နဲ့ဘုံမုံစိတ်တွေပြစ်ပြီးအသီးသီးသောမိမိတို့ဝိညာဉ်ဌာနသို့နိဝတ္တတုသီခရစ်သာပြန်ကြပေတော့နိဝတ္တတုမေတ္တာရဲ့ပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစီရောခြေသာဆွေကလျှံပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြောင်းကြစေကုန်